ကြာသေးမီကဝူကွန်းသည်တစိတ်ခတ်ချင်းအတွင်း၌ပင်ပိတ်မိနေစေဖြစ်သည်သူ၏စွမ်းအားလုံးကိုလုံးဝချုပ်ချယ်ထားပြီးနှစ်ပေါင်း900ကြာထွက်ပြေးရန်မရေမတွက်နိုင်အောင်ကြိုးပမ်းခဲ့တော်လဲဘယ်တော့မှအောင်မြင်ခဲ့ခြင်းမရှိပေကြိုးပမ်းမှုတိုင်းသည်သူတတိလက်သွားသည့်အထိရိုက်နှက်ခံရခြင်းဖြင့်အဆုံးသတ်ခဲ့သည်တနေ့တွင်ဟန်နရီအမည်ရှိသူကလေးတဦးဤနေရာသို့ရောက်ရှိလာခဲ့သည်သူသည်ဝူကွန်းအားတခဏတာမျှထွက်ပြေးရန်ကူညီနိုင်သည့်မော်ပစ္စည်းတစ်ခုကိုယူဆောင်လာခဲ့သည်သို့တော့အစားထိုးအနေဖြင့်ဝူကွန်းသည်ကယ်ဆယ်ရေးတာဝန်တစ်ခုကိုပြီးမြောက်အောင်ဆောင်ရွက်ရမည်ဤစကားကိုကြားလျင်ဝူကွန်းသည်ချက်ချင်းစိတ်လှုပ်ရှားသွားခဲ့သည်ဤချိန်စာတဲ့နေရာမှာအဆုံးတွင်ထွက်ခွာရန်အကြောင်းကိုသာသူစဉ်းစားမိခဲ့သည်တာဝန်နှင့်ပတ်သက်၍မူသူသည်လုံးဝဂရုမစိုက်ခဲ့ပေသူသည်ထိုမော်ပစ္စည်းကိုကောက်ယူကာတက်တက်ပြန်တန်းထွက်ခွာသွားခဲ့သည်အပြင်ဘက်သို့ရောက်သောအခါဝူကွန်းသည်လေကိုတက်မတ်စွာရှူရှိုက်ခဲ့သည်လွတ်လပ်မှုခံစားချက်ကြောင့်သူသည်အတန်းကျဲကျဲရေမောခဲ့သည်သို့တော့နောက်တစ်စက္ကန့်တွင်ဟန်နရီသည်ရုတ်တရက်သူ၏လက်ကိုဆွဲကင်လိုက်ပြီးတာဝန်ကြောင်းသတိပေးခဲ့သည်ဝူကွန်းသည်ချက်ချင်းစိတ်တူခဲ့သည်ဤအတိတ်ပဲမဲ့အရာများနှင့်သူမလှုပ်ချင်တော့ပေသူသည်တာဝန်တွက်ပစ္စည်းကိုပင်လွှင့်ပစ်ခဲ့သည်ဟန်နရီသည်ချက်ချင်းထိုပစ္စည်းနောက်သို့လိုက်ပြီးဝူကွန်းမူကာဂရုမစိုက်ပဲပြန်တန်းထွက်ခွာသွားခဲ့သည်ဟန်နရီသည်ပတ်ဝန်းကျင်ကိုရှာဖွေနေစဉ်ရုတ်တရက်မိမတအူးကိုလိုက်လံဖမ်းဆီးနေသည့်အေယာမတ်တတဝါတစ်ကောင်ကိုမြင်တွေ့ခဲ့သည်ဤသို့မြင်တွေ့ရသောအခါဟန်နရီသည်မတွမဆုတ်ပဲရှေ့သို့တက်လိုက်ပြီးဤနေရာသည်ဝူကွန်း၏နေမြေဖြစ်ကြောင်းတတဝါအားအတန်းကျဲကျဲဖြင့်သတိပေးခဲ့သည်တတဝါသည်အတန်းကျဲကျဲရေမောခဲ့ပြီးသူတို့အားလုံးဝဂရုမစိုက်ကြောင်းထင်ရှားခဲ့သည်ထို့နောက်ထိုတတဝါသည်တိုက်ခိုက်မှုစတင်ခဲ့သည်အရေးကြီးအချိန်တွင်ဝူကွန်းသည်အချိန်မီရောက်ရှိလာခဲ့ပြီးအသက်သေစေနိုင်သည့်ဒဏ်ရာကိုကာကွယ်ပေးခဲ့သည်ထို့နောက်သူသည်တတဝါနှင့်စတင်တိုက်ခိုက်ခဲ့သည်သို့သောလူတိုင်းအားတင်ခဲ့ရသည်မှာသူ၏စွမ်းအားများဆက်လာပိတ်မိနေသည့်တစ်ဖြစ်ဝူကွန်းသည်တဖြည်းဖြည်းအားနည်းလာပြီးပစိန်ခုတ်ချက်တစ်ခုတည်းဖြင့်ပြန်တန်းထွက်ခွာသွားခဲ့ရသည်တတဝါကဝူကွန်းအားတာမန်အရာတစ်ခုမျှသာဖြစ်သည်ဟုတတော်ပြောဆိုခဲ့သည်ထို့နောက်ရင်းဤလက်နက်ကိုမြောက်ကအဆုံးသက်ရန်အသင့်ပြင်ခဲ့သည်ဤသို့မြင်တွေ့ရသောအခါဟန်နရီသည်မတွမဆုတ်ပဲဝူကွန်းရှိသို့ခုန်ဆင်းသွားခဲ့သည်ဤအရေးကြီးသောအချိန်တွင်အန်နာသည်အချိန်မီလှုပ်ဆောင်ခဲ့ပြီးသူမ၏မော်ပစ္စည်းကိုအသုံးပြုကာတတဝါကိုချုံနှောင်ခဲ့သည်ဝူကွန်းသည်အခွင့်အရေးယူကာတတဝါကိုကန်ထုတ်လိုက်ပြီးပစိန်ခုတ်ချက်တစ်ချက်ဖြင့်ရင်းဤအသက်ကိုအဆုံးသတ်ခဲ့သည်ဟန်နရီသည်သူ့အတွက်မိမိကိုယ်ကိုဆွန့်လွတ်ရန်ဆုံးဖြတ်ခဲ့သည်ကိုမြင်တွေ့ရပြီးနောက်ဝူကွန်းသည်နောက်ဆုံးတွင်သူ၏တောင်းဆိုချက်ကိုလက်ခံခဲ့သည်